ကိုဘဂဝါဆိုတာဘာတော့သာမန်အဖြစ်ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကူတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါကုံဆိုတာဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပ်ပါရမီတရားတွေကိုပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့်ဒီအန္တိမဘဝနောက်ဆုံးဘဝမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အဖြစ်လည်းပဲအတင့်တယ်ဆုံးအသက်ပဲဆုံးဉာဏ်ပညာအဖြစ်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအဖြစ်လည်းပဲအပြည့်စုံဆုံးအမွန်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလိုလေသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒီဘဝအကျိုးရလဒ်ကအကုန်လုံးပြည့်စုံနေတယ်နောက်ထပ်ဘဝတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမရှိတော့တဲ့အတွက်ကြောင့်ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်စုံတော်မူတယ်ပြည့်စုံတဲ့လူသားပေါ့နော်ဖြည့်ခြင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာကုန်လုံးပြည့်စုံတော်မူပါသောမြတ်စွာဘုရားဘဂဝါဂုဏ်ရဲ့အတိတ်ပဲဟုတ်လားအဲ့တော့ဘုံဘုံဂုဏ်ကျေးဇူးအနန္တရှိတဲ့နက်ကဂုဏ်တော်၃ပါးပြောလိုက်တယ်အရဟံဂုဏ်ရဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်ရဲ့ဘဂဝါဂုဏ်ရဲ့အဲ့ဒါကိုတခါတည်းပါတော့ဘယ်လိုလုပ်မလဲနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအကောင်းဆုံးဘုရားရှိခိုးပဲဟုတ်လားအရဟတောကိရိတာခတ်သိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောသမ္မာသမ္ဗုဒ္ဓတ္တအလုံးစုံသောတရားတို့ဖောင်းပြန်မှန်မှန်ကန်ကန်ကိုယ်တော်တိုင်သိတော်မူမြင်တော်မူသောရတ္တတဘဂဝတောထိုပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည်အထုဝတ္ထုဖြစ်ပါစေတည်းအကောင်းဆုံးဘုရားရှိခိုးပဲအဲ့ဒါလေးနဲ့နေ့တစ်နေ့ကိုစနိုင်အလွန်ကောင်းမှာနော်ဒါဗုဒ္ဓနုတ္တိဘာဝနာကိုယ့်ရဲ့စိတ်နှလုံးမှာရာဂဒေါသမောဟဘေးတွေအန္တရာယ်တွေမကြမရောက်အောင်ကာကွယ်နိုင်တယ်အပြင်ဘက်ကအန္တရာယ်တွေလည်းပဲမကြမရောက်အောင်သူ့အစွမ်းစားနဲ့သူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတယ်တုံတယုံဘေးဆိုးအန္တရာယ်ဆိုကာကွယ်နိုင်တယ်ပေါ့နော်ဒါကြောင့်သူ့ကိုအာရခတရားလို့ပြောတယ်နော်ဒါဗုဒ္ဓနုတ္တိဗုဒ္ဓနုတ္တိပြီးတော့ဘာလာမလို့မေတ္တာဘာဝနာမေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမနဲ့လူတတ္တဝါဟူသည်မြတ်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားချမ်းသာချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ်ချမ်းသာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ်မေတ္တာစိတ်ကိုထားတဲ့နေရာမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းတော့ဘေးတွေအန္တရာယ်တွေမတွေ့ခြင်းဘူးမကြုံခြင်းဘူးကိုဘလောက်ကျမ်း